လုတ်ပြီးတော့မဆိုဘူးပေါ့နော်ဒီဘာဘာတွန်နေသိတဲ့တချင်းဆိုလို့ရှိရင်သူ့မှုလေးတွေတော့နည်းနည်းပါတာပေါ့နော်ဥပမာဘာဘာမမောင်ညွန့်လို့ပေါ့နော်အဲ့တချင်းလေးဆိုလို့ရှိရင်လည်းသူ့မူလေးတွေတော့နည်းနည်းတော့ထည့်ရတာပေါ့နော်တခြားကြီးလဲကွဲမထောက်အောင်လေအဲ့လိုမျိုးလေးမူလေးတော့ထည့်ရတာပေါ့ဟုတ်ဂယူးဆိုင်ထားပါတယ်မပြက်စီးအောင်လို့တော့ထိန်းသိမ်းထားပါတယ်ဒါပေမဲ့DG တို့ဘာလို့အဲ့လိုမျိုးကြီးတော့မလုပ်ပြဘူးပေါ့နော်ကျွန်တော်ကဒီမြန်မာတန်တချင်းတွေကိုလည်းတိတ်ကွဲထွက်မတော့အောင်လို့ရိုးရိုးတချင်းလေးတွေပဲရိုးရိုးတန်းတန်းလေးတွေပဲလုပ်ထားတယ်တချင်းတွေကိုဆိုတာတော့ကျွန်တော်ဒီနယ်ပွဲတွေမှာလိုက်ဆိုတာတော့ကြာပြီပေါ့နော်ဆိုတာတော့ကြာပြီဒါပေမဲ့ဒီမှာမာဒလီနဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ကိုကြီးကိုမျိုးပေါ့နော်အရင်လေးစားရတယ်ကိုကြီးပါကိုကြီးကိုမျိုးနဲ့တွေ့တယ်နောက်ပြီးတော့ဥတစ်ပေါ့နော်ဥတစ်လွင်ဒီသရပီတေးထုတ်လို့ကြီးပေါ့နော်သူတို့နှစ်ယောက်နဲ့တွေ့ပြီးတော့ကျွန်တော်သူတို့နှစ်ယောက်ထုတ်ပြတာပေါ့နော်တချင်းလေးပေါ့ဟုတ်အဲ့တော့ရမုတ်တင်ပြပါလေ online မှာကျွန်တော်ဟုတ် online မှာကကိုကြီးကျွန်တော်မပိုင်ပွဲမစီနဲ့နှလုံးသားတရပေါ့ဒီတချင်းလေးရဗဗစိန်မောင်မြင့်ရေးထားတဲ့တချင်းလေးပါဟုတ်ကဲ့ဥတစ်ကဒါသူ projector လုပ်ပြီးတော့ဒါထုတ်လို့တဲ့တချင်းလေးပေါ့နော်ဟုတ်မြန်မာတန်တွေကိုလည်းမြန်လို့တယ်ပေါ့ကျွန်တော်ကအစတည်းကလည်းမြန်မာတချင်းတွေဆိုတာများရပါတော့ခေဟောင်းတချင်းတွေကိုလည်းပြန်ပြီးတော့နှစ်သက်တယ်အဲ့ဒါကြောင့်မို့ဒီလုံရင်းနဲ့ပေါ့စူးစမ်းရင်းနဲ့ပေါ့ဒီကိုမျိုးနဲ့ချိတ်ဆက်ပြီးလို့ရောက်လာတာပေါ့ဟုတ်ဒီတချင်းလေးကကျွန်တော်ပထမတုန်းကပေါ့စိုးမယ်ဆိုပြီးတော့စိတ်ကူးရတာနဲ့ကိုမျိုးကလည်းဒီချင်းကိုကောက်ဝဲလိုက်တာဝဲလိုက်ပြီးတော့ကျွန်တော်အဲ့လုပ်ပြတဲ့သဘောပေါ့နော်ဒီချင်းလေးက TikTok မှာလည်းကျွန်တော်တင်ထားသေးပါဒါပထမဆိုထားတော့အပျော်တန်းဆိုထားတာပေါ့နော်အခုဒီနေ့ရိုက်ပြတာတော့ဒါလက်ရှိုးသဘောမျိုးရိုက်ပြတာပေါ့နော်ဒီချင်းလေးကဟုတ်ကဲ့တေချာပြန်လုပ်ဖြစ်တာတေချာပြန်လုပ်ပြတာပေါ့ဟုတ်ကဲ့ဟုတ်အဲ့တော့ဒီချင်းလေးကတကယ်ကိုဒါဒုနေနေလေတကယ်အောင်မီတာတချင်းဟုတ်ကဲ့ဟုတ်ကဲ့ဒီကတီထားပြီးသားတချင်းဟုတ်ကဲ့တီထားပြီးသားပါဟုတ်ကဲ့လောက်ဒီ ဆိုင်ရတော်ဂီးဆိုင်ရတယ်တော်ဂီးဆိုင်ရတယ်ဆိုတော့အဲ့အတီးပိုင်းမှာလည်းကိုမျိုးကလုတ်ပြီးတာဆိုတော့လေအတီးပိုင်းလေးကလည်းတော်တော်ကောင်းတယ်တော်တော်ကြွတယ်တော်တော်လေးကိုဂီးဆိုင်ပြီးဆိုရပါတယ်လုတ်ပြီးတော့မဆိုဘူးပေါ့နော်ဒီဘာဘာတွန်နေသိတဲ့တချင်းဆိုလို့ရှိရင်သူ့မှုလေးတွေတော့နည်းနည်းပါတာပေါ့နော်ဥပမာဘာဘာမမောင်ညွန့်လို့ပေါ့နော်အဲ့တချင်းလေးဆိုလို့ရှိရင်လည်းသူ့မူလေးတွေတော့နည်းနည်းတော့ထည့်ရတာပေါ့နော်တခြားကြီးလဲကွဲမထောက်အောင်လေအဲ့လိုမျိုးလေးမူလေးတော့ထည့်ရတာပေါ့ဟုတ်ဂီးဆိုင်ထားပါတယ်မပြက်စီးအောင်လို့တော့ထိန်းသိမ်းထားပါတယ်ဒါပေမဲ့DG တို့ဘာလို့အဲ့လိုမျိုးကြီးတော့မလုပ်ပြဘူးပေါ့နော်ကျွန်တော်ကဒီမြန်မာတန်တချင်းတွေကိုလည်းတိတ်ကွဲထွက်မတော့အောင်လို့ရိုးရိုးတချင်းလေးတွေပဲရိုးရိုးတန်းတန်းလေးတွေပဲလုပ်ထားတယ်နောက်ပြီးတော့ဓပြတချင်းတို့ခေအောင်တချင်းတို့ဆိုတာလည်းတအားကြီးလဲဟော့လို့မရဘူးလေဟော့လို့မရတဲ့ခါကျတော့ကျွန်တော်တို့ဒီမိုနိုပုံစံ style လေးဘိုး style လေးပဲတွားထားတာပေါ့ဒီပေါ်မှာလဲကျွန်တော်ကတော့ဆိုထားတော့ရိုးရှင်းရှင်းလေးပါပဲဘဘတို့ရဲ့မူကိုယူပြီးတော့ဆိုထားတာပေါ့နော်အဲ့ဒီတော့လဲဒီတချင်းလေးထွက်လာရင်လည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်အပြစ်မမြင်မှန်းနဲ့ချစ်ခင်ပေးဖို့လည်းပြောချင်ပါတယ်မှားတာရှိရင်လည်းထောက်ပြလို့ရပါတယ်လို့ဆက်လက်ကြိုးစားစေပေါ့နော်ဟုတ်ဆက်သွားမယ့်ဟာကျတော့ပြန်ဆိုလေးပဲဦးစားပေးမှာလားဒါမှမဟုတ်အုံကျူတွေရောဆိုလို့ရှိတာဟုတ်ကဲ့အုံကျူတွေတော့ရှိတယ်ကိုကြီးကျွန်တော်တချင်းလေးရေးထားတာလည်းရှိတယ်အဖေပါပဲဆိုတော့တချင်းလေးကကျွန်တော်တို့တနိုင်ငံလုံးတော့သိတယ်သိပြီးတော့အဲ့လိုပေါ့ခုနကကျွန်တော်ပြောသလိုပေါ့တချင်းနဲ့နာမည်နဲ့သိပြီးတော့လူမသိဘူးဖြစ်နေတာအဲ့လိုပေါ့နော်ဒီတချင်းလေးကကျွန်တော်ကိုစမိုးဆိုတာကျွန်တော်တငယ်ချင်းကိုပေးလိုက်တာပေးဆိုလိုက်တာသူကအဲ့တချင်းနဲ့ပောက်သွားတယ်လိုတော့လိုက်ရှိုးတော့ရိုက်ထားတော့မရှိသေးဘူးပေါ့ဟုတ်အဲ့တော့နောက်ပိုင်းတော့ဘယ်သူတချင်းပြန်ပြီးတော့ဖော်ထုတ်ရှင်းတာရှိသေးတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ရိုက်တာကမင်းနန္ဒာထက်ပိုပါတယ်ဘဘတွန်သိန်းနဲ့ရေးတဲ့တချင်းရယ်နောက်ဘဘဦးတက်လွင်ရဲ့ဖေပေါ့နော်ဘဘစိန်မောင်မြင့်တချင်းနှစ်ပုတ်ပါပါတယ်ကြာလိုက်လီခိုင်မြဲလီရဲ့နောက်ကိုရင်ထဲကမင်းရဲ့ဒီတချင်းနှစ်ပုတ်ရိုက်အောင်ပါဗောနော်အဲ့ချင်းနှစ်ပုတ်ရှိပါသေးဟုတ်အဲ့တချင်းလေးလည်းဖတ်ဖို့ရှိပါတယ်ဒါကြောင့်တချင်းကကျတော့ဘယ်တချင်းရေးထုံးပါလဲဘယ်တချင်းရေးထုံးလဲဆိုတော့အခုပထမရိုက်ပြတဲ့မင်းနန္ဒာထက်ပိုပါတယ်ဘဘတွန်သိန်းနဲ့တချင်းဗောနော်ဒီတချင်းလေးရင်ထွက်မှာပါ